healthy eating pyramid. Healthy eating pyramid is not about being about giving the food you love. It's about feeling great and having more energy. If you choose the right food, your healthy diet will be a tasty diet too. ကျမ်းမာလာစားတော့ခြင်းဆိုတာခန္ဓာကိုယ်ပဲဝေးတာမဟုတ်ဘူးလို့ကိုယ်ကျန်းနေတဲ့စားတော့တွေကိုရှောင်ရတာမျိုးလည်းမဟုတ်ပါအဲ့ဒါတွေကတော့အသားရည်ကိုကြည်လင်စေပြီးတော့ခွန်အားကိုတိုးစေခြင်းလည်းဖြစ်ပါတယ်။နင်သာတကယ်လို့မှန်ကန်တဲ့စားတော့တွေကိုရည်ရှိစားသွားနိုင်မယ်ဆိုရင်အသင်ရဲ့ကျန်းမာရေးလည်းကောင်းမွန်နေမှာဖြစ်ပါတယ်။ You can still enjoy your favorite sweet and salt foods, but too much sugar or salt is bad for your body. These foods should only be occasional treats. ဆိုတဲ့နဲ့ငန်းနဲ့လုပ်ခဲ့တဲ့စားသားတွေကိုစားတော့လို့ရပါတယ်။အဲ့ဒီအရာတွေကတင့်ရဲ့ခနာကိုစိုးရိမ်များတာဖြစ်စေရမလို့ရံမဲ့ရံကတော့ပဲစားတော့ပြကျွန်တော်ကြံပြပါရင်ညာ Dairy products like milk, cheese, and yogurt are great because they keep our teeth and bones healthy. Tip: choose low-fat dairy products. ဘာလို့ဒင်းကြီးတင်ရဲ့စားတဲ့နှုတ်ထက်ပစ္စည်းတွေကိုကျွန်တော်တို့ရဲ့နေသင်ဘဝမှာစားတော့ဝေဖို့ကလည်းအရေးပါပါတယ်။အားကြောင့်လဲဆိုတော့အဲ့ဒီအရာတွေကကျွန်တော်တို့ရဲ့ခနာကိုမှာရှိတဲ့အယိုးနဲ့သွားတွေကိုတမစေတာကြောင့်ပါ။ဒါပေမဲ့အစီနေပါတဲ့နှုတ်ထက်ပစ္စည်းတွေကိုကျွေးပြီးစားတော့ဖို့ကလိုအပ်ပါတယ်ခင်ဗျ။ Meat, fish, eggs, beans, and nuts are important too. They keep our bodies healthy and they give us energy to work and play. Tip: avoid salt or sugary nuts. ဒါငါဥနဲ့ပဲတွေရတယ်မရှိမဖြစ်စားပြရမယ်အစာအာဟာရအုပ်စုဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒါတွေကကျွန်တော်တို့ကျန်းမာစေပြီးတော့ကစားဖို့စာရေးလေ့လာဖို့နဲ့အလုပ်လုပ်ဖို့ဖွင့်ရည်ဖြစ်စေတာကြောင့်ပါ Most grain are an important part of the healthy meal. If you love all whole grain, sugar has a healthy health. Most grain are in bread, cereal, pasta, and rice. Chips, bread, and brown rice are great sources of whole grain. ဒီနှလုံးသားလေးကျန်းမာစေချင်ရင်တော့စပါးကြုံနှမ်းစားပြောင်းစားရများများစားပေးဖို့လိုအပ်ပါတယ် Fruit and vegetables are the most important parts of a healthy diet. They are low in calories and full of vitamins. Eat lots of fruit and vegetables with every meal and snack during the day. Fruit and vegetables with rice or second color has more vitamins. Healthy eating is easy and fun. Just take one step at a time towards a healthier diet. ဟင်းသီးဟင်းရွက်နဲ့တင်းတဲ့နေရာကျန်းမာဖို့အတွက်အရေးကြီးဆုံး6စုဖြစ်ပါတယ်။အဲ့ဒါတွေကကယ်လိုရီနဲ့ပတ်ပြီးဗီတာမင်တွေကျွဲဝအကြောင်းဖြစ်ပါတယ်။ဒါကြောင့်နေ့စဉ်အစာစားတိုင်းမှာဟင်းသီးဟင်းရွက်နဲ့အသီးနှံတွေကိုများများစားပြီးဖို့အကြံပြုချင်ပါတယ်။ဒါနဲ့ကာလာတောက်တဲ့ဒီနှံတွေကဗီတာမင်တွေပိုကျွဲဝဆိုတာရောသိပြီးကြပြီလား။